ကဲကျွန်တော်ဒီနေ့ချက်စားမယ့်အင်းလေးရဆိုလို့ရှိရင်ထိုင်းဝက်သားဖက်ဖက်ဆက်ချွန်ရေးဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံး6ရွက်လေးကိုလို့လှီးပေးရမှာပြီးလို့ဆိုရင်ကျွန်တော်ကငရုတ်သီးတောက်ဟွာလေးကိုလုပ်ပြရပြီးရင်ကျတုပြူလေးကိုနည်းငယ်လုပ်ပြရမှာဖြစ်ပါတယ်ခုလို့ပြီးရင်ကျွန်တော်တို့ကစီကိုအရင်ဆုံးစီပွက်ပွက်ဆူအောင်လုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကငပိအနေငယ်ကိုစီတက်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကထိုင်းဖက်ဖက်ငရုတ်သီးအဆက်ထုတ်ကိုခုလိုမျိုးပဲစီပွက်ပွက်ဆူနေတဲ့အထည့်ပြီးလို့ရှိရင်စီတက်နေအောင်ဝေပေးရမှာဖြစ်ပါတယ်စီနှက်နေအောင်ဝေပေးလိုက်ပါနော်ခုလိုမျိုးစီတွေအားလုံးနှက်နေအောင်ဝေပေးပြီးဆိုလို့ရှိရင်ခုလိုမျိုးစီနှက်နေအောင်ပြီးရင်ကျွန်တော်တို့က6ရွက်ကိုနည်းငယ်ထည့်မယ်6ရွက်နဲ့ဒီငရုတ်သီးကိုကျွန်တော်တို့ကစီတက်နေအောင်ဝေပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထညက်ကိုနည်းငယ်သုံးပါတယ်ကျွန်တော်ကကြားကိုတိတ်မသုံးဘူးပေါ့နော်ပြီးရင်ကျွန်တော်ကခုလိုမျိုးဝတ်သားတွေကိုခုလိုမျိုးလှီးရတဲ့ဝတ်သားလေးတွေခုလိုမျိုးပဲထည့်ပြီးတော့ငရုတ်သီးနဲ့ဝေပေးရမှာဖြစ်ပါတယ်နှက်နေအောင်ဝေပေးလိုက်ပါနော်ခုလိုနှက်နေအောင်ဝေပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာထည့်ရမလဲဆိုလို့ရှိရင်အချူမုံစာညံပြရည်အနည်းငယ်ထည့်ပေးရမှာဖြစ်ပါတယ်နော်တကယ်ရရှိရှိနဲ့စားလို့ကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ပေါ့နော်ထိုင်ရောက်နေတဲ့မြန်မာတွေလည်းခုလိုမျိုးချက်စားစီချင်ပါတယ်နော်တကယ်ရရှိရှိနဲ့စားလို့ကောင်းမဲ့ထိုင်းဝက်သားဖက်ဖက်အဆက်ကြော်ရင်ဖြစ်ပါတယ်ကျွန်တော်တို့အိမ်မှာနေ့တိုင်းကိုလှူစားဖြစ်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ပေါ့နော်ကဲဦးကျွန်တော်တို့အချုံမုတ်စားငပြားထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကနှက်နေအောင်ငွေပေးရမှာဖြစ်ပါတယ်အကောင်လုံးကိုနှက်နေအောင်ငွေပေးလိုက်ပါနော်တကယ်ကိုအနက်မှုမွေးလေးနဲ့ရတာရှိနေစားလို့ကောင်းမဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ထိုင်းယူရစားစားဟင်းတစ်ခွက်ဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနှက်နေအောင်ငွေပေးလိုက်ရမှာဖြစ်ပါတယ်ပေါ့နော်ခုလိုမျိုးပဲကျွန်တော်တို့ဝတ်သားတွေကိုနှက်အောင်ငွေပေးလိုက်ပါနိုင်အောင်မွေးပေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအခုလိုမျိုးဝတ်သားလေးနည်းလေးလူအိလာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကရေအနေငယ်ထည့်ပေးရမှာဖြစ်ပါတယ်เนาะအခုလိုဝတ်သားလေးအိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရေအနေငယ်ထည့်ပေးလိုက်ပါဝတ်သားတွေကိုပို့ပြီးတော့အိဝါစီတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်စားလို့ကောင်းစီမရတာဖြစ်ပါတယ်အခုလိုရေလေးနဲ့ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကခဏလောက်3မိနစ်4မိနစ်ခဏစောင့်ပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရှိမခုလိုမျိုးလှီးရတယ်ငရုတ်ကောင်းရှောက်ရွက်စပုတ်တီငရုတ်ကောင်းအစီလေးတွေကိုခုလိုမျိုးပဲထည့်ပြီးတော့ရောနှက်နေအောင်မှွေပေးလိုက်ပါတော့ဒါဆိုလို့ရှိရင်တကယ်ကိုစားလို့ကောင်းပြီရတာရှိတဲ့ဟင်းတစ်ခွက်ရပါပြီပေါ့နော်ကဲထမင်းစားမိစီမယ်လို့တော့ကျွန်တော်ထင်ပါတယ်